မောင်တိုးကြောင့်တယောက် YouTube မှာ short video တင်မှုအတွက်တင်ဆက်မှုလုပ်ဖို့ရာစုံကငပြောချက်တွေကိုဆိုင်ငယ်နဲ့ထွက်လာခဲ့တယ်။ငါငပြောပင်ကိုလဲသွားအောင်အဆက်မပြတ်ထိုးနေတဲ့ဗီဒီယိုကို YouTube ပေါ်တင်နိုင်ခဲ့ရင်တော့ငါဗီဒီယိုလူကြည့်များသွားမယ်ထင်တယ်။ဒီပင်ကငါအတွက်အဆင်ပြေတယ်။ကျွန်တော်တုံးကြောင့်မှပရိသတ်ကြီးကိုနှုတ်ခွန်းဆက်တာပါရီ။ဘာတန်လေးဟာတင်းရပြိုးတင်းရတာမိဒီနေမကတော့ဘူးလားမကတော့ဘူးကျွန်တော်ဖုန်းပြောက်နေလို့တာမင်းဖုန်းကဘလို့ပြောက်သွားတာလဲမောင်တိုးကျော်ဟာသူမနေ့ကကြုံတွေ့ခဲ့ရတဲ့ကြောက်စရာကောင်းတဲ့အဖြစ်အပျက်ကိုသူ့အဖေကိုပြောဖို့အတွက်ဝင်လေးနေခဲ့တယ်အဲ့ဒါဆိုလေတာအဖေဖုန်းကိုခဏသုံးထားလိုက်လေအဖေကလည်းနောက်ပြီအဖေဖုန်းကကီးဘတ်ကြီးကီးဘတ်နဲ့ဗီဒီယိုဘယ်လိုလုပ်ရိုက်လို့အဆင်ပြေမှာလဲအဲ့ဒါတော့ဘယ်အဆင်ပြေပါမလဲဒါပေမဲ့ဖုန်းဆက်လို့ရရင်ပြီးရောပေါ့ကျွန်တော်နောက်မှပဲတကယ်ကြီးစီကပတ်စံချေးပြီးတော့ဖုန်းအသေးဝယ်လိုက်မယ်ဖေအခုတော့ကျွန်တော်ကိုအိတ်ဖုန်းလေးငှားထားပေးလေဖေနင်းနဲ့ရောက်တော့မောင်တုံးကျော်ကမင်းညာကသူ့ဖုန်းကြံခဲ့တဲ့ငပြောကြံလေးကိုထပ်သွားခဲ့တယ်ငပြောကြံလေးကိုရောက်တော့သူ့ဘေစီကငှားလာတဲ့ဖုန်းနဲ့သူ့ရဲ့ဖုန်းနံပါတ်ကိုခေါ်ပြီးတော့ဖုန်းကိုရှာခဲ့တယ်ဟယ်လိုဟုတ်ကဲ့ကျွန်တော်မနေ့ကငပြောကြံနေမှာဖုန်းကြံခဲ့လို့ပါခင်ဗျအဲ့ဒါကျွန်တော်ဖုန်းလေးပြန်လို့ခြင်းလို့ပါရှားတယ်ကိုညီမမနဲ့စောစောကငပြောကြံနေကိုလာကြည့်ရင်လည်းဖုန်းကိုတွေးတော့လေအဲ့ဒါပိုင်ရှင်ဆက်ရင်ပြန်ပြီးဖို့ဆိုပြီးတိတ်မိထားတာကျေးဇူးပါညီမရေအခုလာယူလို့ရမလားအခုတော့မရဘူးရှင်ကိုညီမအဖေနဲ့လဲလဲရှောင်းနေလို့ညနေလောက်မှအဆင်ပြေမှာကိုညနေကျရင်အခုငပြောချက်ကိုလာခဲ့လိုက်လေညီမစောင့်နေမယ်တခြားနေရာမှာရောအဆင်ပြေလားညီမအဆင်မပြေဘူးကိုညဘက်ဆိုတော့လေတခြားနေရာဆိုလေအိမ်နဲ့ဝေးသွားမှာဆိုလို့ညနေရောက်တော့မောင်တုံးကျော်ကငပြောချက်စီကိုဆိုင်ငယ်နဲ့ထွက်လာခဲ့တယ်အမလီငါကြောချလိုက်တာနော်မနေ့ကတွေ့တဲ့တေးမနဲ့တွေ့တော့ဒုက္ခပဲမဖြစ်ဘူးငါကြောက်နေလဲစိတ်ကိုတင်းထားရမှာဖုန်းမြန်ရမှုကအရေးကြီးတယ်အခုအမလီဖေးလန့်သွားတာပဲညီမရေဘာဖြစ်လို့လဲကိုရဲ့မကြောက်ပါနဲ့ညီမပါဒါအခုဖုန်းမလားဟဲ့ဟုတ်တယ်ညီမလေးအခုတော့တယောက်နဲ့တယောက်မမိတ်ဆက်ရသေးဘူးနော်အခုနာမည်ကထွန်းကျော်ပါဟုတ်ကိုညီမနာမည်ကသီရိပါရှော့တမအခုဖုန်းကိုပြန်ပေးလိုက်ပြီနော်ဟာဒါကျွန်တော်ဖုန်းပဲကျေးဇူးပဲနော်ညီမလေးသီရိရပါတယ်ရှင်ညီမလေးကိုကျေးဇူးတင်တဲ့အနေနဲ့အခုမိုးလိုက်ကြွေးလို့ရမလားဟုတ်ကောင်းသားပဲညီမအစားအစာတွေကဘယ်ဟာတွေကြိုက်တာလဲဘာဖြစ်အဆင်ပြေတယ်ကိုဒါဖြင့်စက်စာတွေကြိုက်လားညီမကြိုက်တယ်ကိုရောက်ပြီညီမလမ်းမေးဆိုင်မှာစားလို့အဆင်ပြေလားညီမပြေပါတယ်ကိုဦးလေးရေစက်စာတွေနှစ်ပွဲနဲ့လက်ဖက်ရည်နှစ်ခွက်ပေးပါအခုညီမအိမ်ပြန်ရတော့မယ်ဟုတ်သားပဲအိမ်ပြန်ချိန်တော့ရောက်နေပြီအခုလိုက်ပို့ပေးမယ်လေညီမအိမ်ကဘယ်နားမှာလဲခုနကအကိုနဲ့ဆုံနေတဲ့ငပြောချက်နားမှာပါကိုညီမကိုငပြောချက်နေလိုက်ပို့ပေးရင်တော့ရပါပြီရှင့်ညီမအိမ်ကဒီနားမှာလားဟုတ်တယ်ကိုဒီငပြောချက်နေမှာအကိုတို့လမ်းနဲ့လျှောက်ကြမလားအကိုညီမကိုလိုက်ပို့ပေးမယ်လေရပါတယ်ကိုဟုတ်လေညီမမှာရီးစားဒါမှမဟုတ်ခင်မုန်းရှိလားရှိပေမဲ့ပြတ်သွားခဲ့ပါပြီအကိုအော်ပြတ်တာကြားပြီလားဘာလို့ပြတ်သွားလဲဆိုတော့အကိုသိခွင့်ရှိမလား။ तू ကညီမအပေါ်အရန်သွေးထိုးပြီးတော့တန်တရားတွေများတယ်။ညီမကိုအိမ်ထဲမှာပဲပိတ်လောင်ထားခြင်းနေ။ညီမတခြားသူတွေနဲ့စကားပြောခွင့်မရှိဘူး။ညီမရဲ့မိန်းကလေးတငယ်ချင်းနေတော့ညီမအပြင်ထွက်လဲခွင့်မရှိဘူး။အဲ့ဒီကောင်ကတော်တော်ဆိုးပြီးတော့အမြင်ချင်းတာပဲညီမရဲ့သူ့စီကနေရုံထွက်လာနိုင်ခဲ့တာကောင်းတယ်။ညီမသူ့ကိုလမ်းခွဲမယ်ပြောတော့ तू စိတ်မဆိုးဘူးလား။ကျမသူ့ကိုလမ်းခွဲမယ်ပြောတော့ तू ကကျမကိုတက်ပြစ်မယ်လို့ချိတ်ဆောက်တယ်လေ။ညီမအဲ့ဒီကြောင်ရဲမတိုင်ခဲ့ဘူးလား။ညီမအဲ့ဒီချိန်တော့ရဲတိုင်ကျင်ခဲ့တာဒါပေမဲ့ကြောက်တော့ဆိုရဲကလေးကတော့လေတယောက်တည်းလာပြီးတော့နှစ်ယောက်စာမှားသွားသေးတယ်ပြီးတော့ကုံနာလေးမဟုတ်စာတီးဆိုင်ရှင်ဦးလေးကပြောဆူဆူနဲ့မောင်တွန်းကျော်တို့ဝိုင်းကပကံတွေကိုလာသိမ်းသွားခဲ့တယ်သူကညီမလမ်းခွဲမယ်ပြောတော့ညီမကိုအသေးရိုက်ခဲ့တာ
ညီမဒီအကြောင်းကြီးရဲကိုသွားတိုင်မယ်ဆိုတော့ तू ကညီမကိုလမ်းခွဲပေးမယ်လို့ဂရိပေးခဲ့တယ်။အားနဲ့ညီမလေးရဲကိုတိုင်ပြစ်ကျမတငယ်ချင်းမှခဏသွားနေကြတာ။ဒါပေမဲ့ပြီးခဲ့တဲ့နှစ်ပတ်ကညသက်ကောင်ကြီးကျမကိုတငယ်ချင်းကနေဆွဲထုတ်လာပြီးတော့ဒီငပြောကြံတဲ့ကိုဆွဲခေါ်လာခဲ့တယ်။ तू ကညီမကိုတော်တော်ရက်ဆက်တယ်။ तू ညီမကိုမသိမချင်းရိုက်ခဲ့တယ်ကိုညီမတည်သွားတော့ तू ညီမကိုဒီငပြောပင်ရဲ့အောက်မှာမြုပ်ထားခဲ့တယ်